ကဲလာပြီဗျာ nice လေတာရဲ့လက်ရကောင်းကောင်းလေးတစ်လုံးကြည့်ရမှာဖြစ်ပါတယ် west လေတာနဲ့ချုပ်ထားတာဖြစ်ပါတယ်ခင်ဗျဒီအဲလေးတစ်လုံးထပ်ရမယ် west လေတာဈေးအထောင်အဲလေးပါနော်ဈေးအထောင်အဲဈေးထောင်အဲလေးပါခင်ဗျ YKK ကြီးစည်းအကောင့်စားလေးတက်ပေးထားတယ်ချစ်မှာဆိုရင်ဘန်ကတ်3ကတ်ဒီဘက်မှာ3ကတ်ဒီဘက်မှာ3ကတ်ထည့်လို့ရမယ်ခင်ဗျတစ်ဖက်မှာ3ကတ်6ကတ်ပေါ့နော်6ကတ်ထည့်လို့ရမယ်ဈေးအထောင်လေးဖြစ်တာမို့ဒီဘက်မှာဘန်ကတ်တွေအများကြီးထည့်လို့ရမယ်ဒီဘက်မှာဆိုရင်လည်းကတ်3ကတ်ထည့်လို့ရမယ်ခင်ဗျဒီဘက်မှာဆိုရင်လည်းကတ်3ကတ်နဲ့ကတ်3ကတ်နဲ့အကြည့်ပေါင်းလေးတစ်ပေါက်ထည့်ပေးထားတယ်တက်ပုံလေးပါလေးထည့်လို့ရမယ်နော်ဒီဘက်မှာပတ်စံနေနေထည့်လို့ရမယ်ဒီဘက်မှာနေနေထည့်လို့ရမယ်ခင်ဗျယာကြီးတအုပ်အေးစစ်ဆက်ပါတယ်ယာကြီးတအုပ်ဆက်ပါတယ်ခင်ဗျဒီဘက်မှာဆိုရင်မှတ်ပုံတဲ့ထိမဲ့နေရာပါတယ်မှတ်ပုံနဲ့ထိမဲ့နေရာပါပါတယ်ခင်ဗျကဲအရန်မိုက်တဲ့အိတ်လေးတစ်လုံးဖြစ်ပါတယ်အယောင်ကလည်းမိုက်တယ်နော် west လေတန်နဲ့လောက်ထားတယ်အယောင်ကလည်းနေညိုရောင်လေးဖြစ်တယ်နော်အရန်လေးမိုက်တယ်ဒီကောင်ကကာလာပြောင်းတယ်ခင်ဗျနော်ကာလာပြောင်းပါတယ်ဒီကောင်က west လေတန်နဲ့ဖြစ်တဲ့အတွက်ကာလာလေးပြောင်းပါတယ်ဒီလိုနှိမ့်လိုက်ရင်ကာလာလေးပြောင်းတာပေါ့နော်အယောင်လေးပြောင်းမယ်ခင်ဗျကဲဒီအိမ်လေးမှာယူရှင်နေဆိုတော့ Viber နံပါတ်396951ချစ်သူများ6ကိုဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျမိုက်စားလေးတစ်လုံးကိုဈေးချိုချိုနဲ့ရမှာဖြစ်ပါတယ်ခင်ဗျဝေတီတယောက်ချင်းစီကို nice လေတကအထူးကျေးဇူးတင်ရှိပါတယ်လက်ချုပ်တည်တံဖြစ်တာမို့အနားလန်ချက်အဖတ်ကွာချက်မရှိပါဘူးခင်ဗျ